ဒီနေ့တွေ့ခဲ့ရတဲ့လေ customer လေးကလေဘလောက်တောင်ချစ်ဖို့ပုံလဲဆိုတာလေ तू ပြောတဲ့စကားလေးကိုလေပြောပြမသိလားသူကလေတခါမှလက်သေးကိုတဲ့မစိုးဘူးတဲ့သူ့ရဲ့ဒီအစ်စ်လေးပေါ့နော်လက်သေးအစ်စ်လေးကို तू စိုးကြည့်ချင်လို့ပေါ့ဒီအစ်စ်လေးထားထားရပေါ့တူတူလေးပဲပေါ့နော်အဲ့တူတူလေးပေါ်မှာစိုးလို့ရတာတဲ့ဆိုပြီး तू မေးရပေါ့နော်သူ့ရဲ့လက်သေးလေးကစိုးလို့ရတယ်ပေါ့နော်ပြီးတော့လေလူလေးလဲလှလို့လက်သေးလေးကလည်းလှရောဒီလားပြောမှဆိုသူ့ရဲ့လက်သေးလေးက original လက်သေးလေးကလှတဲ့အတွက်စိုးလို့ရတယ်ပေါ့ခွာလဲပြောဘယ်လိုလေးစိုးချင်လဲဆိုတော့ပုံလေးပြလာတယ်ပေါ့နော်ဒီပုံလေးစိုးလို့ရလားမရေးတဲ့ဆိုโอเคရတယ်ညီမလေးကိုလည်းကြည့်တာပေါ့နော်ကြည့်ပြောရတယ်ညီမလေးစိုးပေးမယ်ဒီပုံစံတိုင်းတစ်ပုံစံနဲ့မထွက်ရင်တော့မှပဲတက်နိုင်ဆုံးအနည်းဆက်ဆုံးဖြစ်အောင်စိုးပေးမယ်ဆိုပြီးတော့စိုးပေးတယ်ပေါ့နော်အဲ့လိုစိုးပေးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့စိုးနေတန်းနဲ့သူအရန်ကြိုက်တယ်ပေါ့နော်သူကြိုက်တယ်ဒီဟာလေးကိုပေါ့နော်ပထမဆုံးစစိုးတဲ့အချိန်မှာတော့မှသူတော်တော်လေးကိုပျော်တယ်ပေါ့နော်နောက်လည်းအမြဲတမ်းလာစိုးပြတော့မနေတင်တယ်တဲ့ဆိုပြီးသူပြောတကယ်ကိုလည်းလှပါတယ်ပေါ့နော်သူလက်သေးလေးနဲ့လေအဲ့ဒီလက်သေးလေးကိုသူစိုးသွားတယ်ပေါ့နော်ပထမတော့တစ်ဖက်ပဲစိုးသွားတာတစ်ဖက်ပဲစိုးသွားပြီးတော့နောက်ရက်လေးကြာလဲကြာထပ်ရောက်လာပြီးတော့နောက်နေ့ကျမတ်ရေးကြိုက်လို့တယ်ဆိုပြီးတော့နောက်တစ်ဖက်လေးပါထပ်ပြီးတော့စိုးပေးပါဆိုပြီးတော့ဒီလိုမျိုးလေးထပ်ပြီးတော့လာစိုးသွားတာပေါ့နော်တကယ်ကိုကျေးဇူးတင်ပါတယ်ရှင်